ဆာကူရာမြို့လေးကတော့အရန်ကိုတာယာပြီးတော့နေချင်းစရာကောင်းတဲ့မြို့လေးတစ်မြို့ပဲဖြစ်ပါတယ်။ဆာကူရာမြို့ရဲ့အိမ်ကြီးအိမ်ကောင်းတစ်ခုထဲမှာတော့စိတ်ဆက်မင်္ဂလာပွဲတစ်ခုပြုလုပ်နေပါတယ်။အိမ်ရအရန်ကိုခမ်းနားလို့နေရပါ။ Hey သမီးဒါပိုသမီးလေးဒါပိုလေးရေသမီးရေလာတော့မြင်လောက်ကွယ်သမီးကိုအောက်မှာသမီးကိုလာတင်တောင်းမဲ့သမီးရဲ့သတို့သားလောင်းလေးရောက်နေပြီသူရဲ့အဖေမေတွေရောပဲလာသမီးရဲ့မြင်လာပါအမေတို့အားနာစရာကြီးဆောင်ခိုင်းထားရတာလာသမီးဖေကအောက်မှာသူ့ဖေနဲ့စကားပြောနေတယ်သမီးဒါပိုလေးမြင်လာအမေရဲ့လာမှာပါသမီးလေးနည်းနည်းတော့ပြင်ရဆင်ရသေးတာပေါ့အေးဒါပိုရေးမြင်လာအမှန်တကယ်တော့ဒါပူရဲ့နာမည်အရှင်ဟာအေဂရီလို့ခေါ်ပါတယ်အင်ခေါ်နာမည်ဒါပူလို့ခေါ်ကြတာပါအခုကတော့သူ့ရဲ့သူတို့သားလောင်းလေးဘရူးနဲ့တွေ့ချင်ရောက်ပါပြီခဏလေးပါမေရဲ့သမီးလည်းနည်းနည်းမှန်လေးပါလေးကြည့်နေလို့ပါငါလည်းကိုဘရူးနဲ့အစင်ရောပြေးပါမလားမသိပါဘူးငါအင်ကြီးဆိုရင်ဒီလိုဝေးရစားရတာပဲကြိုက်တာဆိုတော့ငါ့ရဲ့ဝေစားစင်ပုံကြိုက်တော့နိုးပဲငါ့ရဲ့ဝေစားစင်ပုံတော့ပြောင်းမိမှာမဟုတ်ဘူးချင်မြူနေတာပဲလာပြီမေရဲ့ဘလို့ဖြစ်လို့ကြေးအောင်ညာလဲသမီးလာပါပြီအမလေးဘိုးအေဂရီအမလီဒါဘိုရဲ့ဘလို့ဝင်လာတာတော့ကိုကြီးတို့သားလောင်းနေတွေ့မဲ့ဟာဟဲ့တော့ကြည့်အောင်လိုက်ကလာမှာတော့ကားတဲ့စတိုင်ကြီးနဲ့တော့လဲအမေကလည်းသမီးကဒီလိုဝေးရတာပဲကြိုက်တာကိုဘရူးလည်းကြိုပြောပြီးသားလေသမီးရဲ့ဝေစားစင်ရင်မုံကြိုက်ရင်မယူနဲ့သမီးကတော့ပြောင်းမရမဟုတ်ဘူးလို့အေးနင်းအဲ့လိုတာလောက်နေတက်လုံးနေရမှာမဟုတ်ဘူးအမေကလည်းသမီးဒီလိုဝိတ်တော်ဘာဖြစ်လို့လဲကြည့်လို့မကောင်းလို့လားအမေရဲ့ဒီလိုဝိတ်ထားသမီးကြည့်လို့ကောင်းပါတယ်ဘာဖြစ်နေလို့လဲအေးနင်းကြည့်လို့ကောင်းတာဟုတ်တယ်နင်းကိုနင်းကြည့်လို့ကောင်းတာသူတို့ကနင်းကိုကြည့်လို့မကောင်းဘူးဟဲ့အမေကလည်းလောက်ပါသမီးဒီလိုလေးပဲဝိတ်ချင်တယ်အေးညီရတော့လေငါညီကိုစိတ်ပူတယ်တိလားအေးပြန်မလဲချင်ဘူးဆိုလဲဒီလောက်မှပြောလို့မရရင်လည်းမလဲနဲ့လားအောက်ဆင်းမယ်အေးညီရတော့အေးငါလောက်လိုက်တီးတော့မယ်အမေကလည်းဘလို့ဖြစ်နေတာသမီးကဒီလိုပဲဝေးရတာကြိုက်တာအေးငါလည်းဟိုမှာဧည့်သည်အတွက်မုတ်တွေပါရင်လည်းငါပြင်ပြီးရအောင်မယ်ဘလို့ဖြစ်နေမှဟိုမသိဘူးဟိုမှာအောက်မှာနေတူသားလောင်းရောက်နေပြီအမေကတီးမယ်သမီးရဲ့တူသားလောင်းနဲ့ဧည့်သည်တွေစားဖို့မုတ်လုပ်ပေးလိုက်အောင်မယ်တော့သမီးစကားတော့ပြောထားလိုက်အောင်ဟုတ်မေမလေးโอเคပါမေရဲ့သွားပါပြီအေးသမီးရဲ့နင့်ဖေတီနော်နင့်ကိုဆူတော့မယ်ဘလို့ဝင်လာလေဆိုပြီးတော့အမေကလည်းလှပါတယ်အေးငါနင့်မလာလို့ပြောနေလို့လားတော်သမီးကဒီလိုဝေးရတာပဲကြိုက်တဲ့ဟာအောင်မင်းလေးတည်ရတာနဲ့ကိုဘရူးမှာညီမတယောက်ရှိတယ်လို့ပြောတာပဲဟာသမီးကလည်းကြာလိုက်တာကွာအဲ့တဲ့အားနာစရာလေးအော်ရပါတယ်ခမရပါတယ်အေးဘရူးဆိုရင်တရားချောတော့ချောသားပဲညလုံးကပြန်လို့ရင်ဒီဘက်ကဟာသူ့ညီမနဲ့တူတယ်ဟိုကသူ့အမေကဲမင်္ဂလာပါရှင်ဟာသမီးလေးကအချောလေးပဲကွာအဖေတော်သားရဲ့တို့သမီးလောင်းလာရင်ဟုတ်တယ်ငါသားရဲ့ဒါငါသားရဲ့တို့သမီးလောင်းသမီးလေးနာမည်ကဒါဘူးလားယင်အဲ့ဒီရှိသမီးနာမည်ကဒါဘူးတော့မဟုတ်ပါဘူးဒါပေမဲ့ဒါဘူးလို့ခေါ်လို့ရပါတယ်သမီးနာမည်အရှင်ကအေဂရီပါဒါဘူးကအိမ်ခွန်နာမည်ပါဒါဘူးကအိမ်ခွန်နာမည်ဆိုရင်ပဲကျောင်းမှာလည်းသမီးကိုချစ်စွန်းလို့နဲ့ဒါဘူးလို့ပဲခေါ်ကြတယ်အဲ့ဒါကြောင့်ဆရာမတွေကတော့သမီးကိုဒါဘူးလို့ပဲသိကြတယ်အေဂရီဆိုရင်မသိကြဘူးဟင်းငါရမလေးရဲ့ချစ်စရာလေးပဲညီမလေးလည်းချစ်စရာကောင်းပါတယ်ဒါနဲ့အမရောကိုဒါဟိုအမညီမလေးကိုစားဖို့တော့အနောက်မှာဟင်းသွားချက်နေတယ်ရပါတယ်ကွာမင်းမိမကိုခေါ်လိုက်စမ်းပါဒါရင်မလိုပါဘူးမင်းကငါသမီးကိုလာတောင်းရမ်းတာပဲငါနည်းနည်းတော့ကျေးဇူးပြန်ဆက်ရမှာပေါ့ရပါတယ်ရှင်အမကိုခေါ်လိုက်ပါအားနာစရာကြီးကျမတို့ကတက်ဧည့်သည်တွေမှမဟုတ်ပဲသစိမ့်တွေလည်းမဟုတ်ပါဘူးရှင်ရပါတယ်ဗျာသမီးဒါဘိုလေးဒီမဲ့ကြည့်ဒီဘက်ကအန်တီကအန်တီမဟုတ်တော့ဘူးဒါသမီးရဲ့ရောက်ခမဒီဘက်ကသမီးရဲ့ရောက်ကတိဒီဘက်ကသမီးရဲ့ရောက်မဒီဘက်ကသမီးရဲ့တို့သားကောင်းမဲ့သမီးဟုတ်ကဲ့ပါအဖေရဲ့ဒါဆိုအဖေဒါဘိုလေး
ဒါဘူးအမေနဲ့တူဟင်းတောင်းဝိုင်းချက်လိုက်မယ်နော်အော်ရပါတယ်သမီးလေးရမချက်ပါနဲ့ဟေးရပါတယ်အန်တီဟုတ်ပါဘူးမေမေရပါတယ်သမီးတော့ချက်လိုက်ပါမယ်ဟိုပို့ချက်တာပို့ပြီးတော့မြန်သွားတာပေါ့အမေသမီးဝိုင်းချက်ပြီးရောက်မလားဟဲ့ဘလို့ဖြစ်လို့နောက်ကိုလာတာတော့ညီကစကားတော့ပြောနေအမေ तू ကစပြီးဘာမှမပြောတာသမီးကဘယ်ဟာကိုတော့ပြောရမှာလဲအော်ညီကလည်းအေးဒုက္ခပါပဲဒီမဲသားဖို့အမေပြောမယ်ညီအင်ချီမလဲချင်ဘူးဆိုရင်တော့မှအပေါ်အုပ်စုကြီးချွတ်လိုက်စမ်းပါဟဲ့မေကလည်းဒီအကြီးဒီအုပ်ထုံးထဲမှာလိုက်တဲ့ဟာကိုချွတ်လိုက်ပါသမီးရဲ့ဟုတ်မေဒီမှာချွတ်လိုက်ပြီမေအေးအဲ့လိုမှနင်းနေကြည့်ကောင်းလေဟုတ်ခဏလေးစောင့်ပေးကြပါရှင်ဟင်းရရတော့မယ်နော်ငါကောင်ကွာမင်းခဏလေးစောင့်ပေးနော်ရပါတယ်ကွာမင်းကငါတို့ကဒီဇိုင်းနေမှာမဟုတ်ပဲအဖေဟေးသမီးဖားလဲအဖေသမီးမင်္ဂလာဆောင်ပြီးဒီမှာပဲနေရမှာလားငါသမီးကလည်းခလေးလုံနေပြန်ပါပြီမင်္ဂလာဆောင်ပြီးလို့ကဘလို့တို့ဒီမှာနေလို့ရမှာတော့ဘလူးတို့အိမ်လိုက်သွားမှာပေါ့ဒီမှာသမီးရဲ့ရောက်ခတိကလည်းအဖေတငယ်ချင်းနော်သမီးရဲ့ရောက်ခမကလည်းသဘောအရန်ကောင်းတာသမီးရောက်ခမနာမည်ကမဆူတဲ့သမီးရောက်ခတိနာမည်ကကိုဖြိုးဟုတ်ပြီနော်ကိုဖြိုးကအဖေတငယ်ချင်းအရင်လေသမီးလည်းတည်သားပဲဟုတ်တယ်သမီးရဲ့ခုကစပြီးတော့ဦးကိုဖေးလို့ပဲခေါ်တော့နော်ဟုတ်ကဲ့ပါမင်းသားနဲ့ငါသမီးတို့ဒီလိုလက်ဆက်ပေးရတာငါဝမ်းသာတယ်ကွာကိုဖြိုးရငါလည်းဝမ်းသာပါတယ်ကွာအကိုအမကိုခေါ်ခိုင်းလိုက်ပါတော့အနာစရာကြီးဟျောင်းကပိုင်ပြောလေကွာမိမကိုခေါ်လိုက်ပါတော့ကွာငါတို့ကလူရင်းတွေပဲဟာအဲ့လိုတွေလုံးဆရာမလို့ပါဘူးအေးပါမိမရေဟေးဘာတော့တော့လာအောင်ဒီမှာမဆူနဲ့ကိုဖြိုးကမင်းကိုတွေးချင်လို့တဲ့ခဏလေးပါအကိုတို့အမတို့စားဖို့ဒီမှာဟင်းချက်နေလို့ပါခဏလေးလာမယ်ရပါတယ်အဲ့ဒါတွေလုံးမနေပါနဲ့ရတယ်အဲ့ဒါတွေလုံးမနေနဲ့ရတယ်လူရင်းတွေပဲဟာဖတ်တူအမျိုးပေးကြပါအောင်နော်မနေ့ပြန်တင်ဆက်ပေးပါမယ်